ယနေ့မေတ္တာဘာဝနာပွားများကြဖို့ဟောလို့ပါပြုလို့ခဏကဘာကြီးဟာမိဟုံဟုံတောင်းနေတယ်တနည်းပြောရလို့ရှိရင်ကဘာကြီးကလောဘမိတဟုံဟုံဒေါသမိတဟုံဟုံမောဟမိတဟုံဟုံတောင်းနေတယ်မြမကြီးကဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီး၃မျိုးတစ်ဖြိုးမျိုးရွာသွန်းလျက်ရှိပါတယ်ဒီအချက်ကိုကမ္ဘာအခြေအနေနဲ့မြမအခြေအနေကိုကြည့်ရင်ပို့ပြီးတော့ယခုရှိဝေမိတဲ့ပြိဿသိပါတယ်ကမ္ဘာအခြေအနေကြည့်ရင်ကြောက်စရာကောင်းလိုက်တာလူပေါင်း9000တော့ဒုက္ခရောက်တာတွေအများကြီးသတင်းစာတွေကြည့်ရင်ဘုန်းကြီးများဒီကဘာကြီးမှာလောဘမီဟုံးဟုံးဒေါသမီဟုံးဟုံးမောဟမီဟုံးဟုံးတောင်းနေတဲ့အကြောင်းကြောင့်ယခုလိုသတ္ထန္တရကဒုက္ခန္တရကရောဂန္တရကတွေရောက်ခမန်းလေးဆက်ရောက်နေတာပဲလို့ဓမ္မသံဝေကရယူရပါတယ်မိမိတို့အမိမြန်မာပြည်အတွက်ကြည့်လိုက်ရင်နေရာတိုင်းမြို့တိုင်းမှာဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီးတစ်ဖြိုးဖြိုးရွာသွန်းနေတဲ့အတွက်သတ္ထန္တရလောကန္တရဒုက္ခန္တရကတိဟုသောကသုံးပါးကင်းဝေးလွတ်မြောက်ပြီးတော့နေတယ်ဆိုတာဓမ္မသဘောနဲ့အမတန်သင်ရှားပါတယ်ဒါလိုဖြစ်ရတာဘာပြုလို့တော့ဆိုတော့ဗမာပြည်ကပုဂ္ဂိုလ်တွေဟာအနည်းဆုံးနေ့စဉ်ဖရာအပန်းလူတဲ့ရှင်မီလူတဲ့ရေချမ်းလူတဲ့တက္ကသတ္တဝါတွေကိုတတ်နိုင်သလောက်မိမိတို့တတ်သလောက်ပြီးသလောက်မေတ္တာပို့ရဲ့လူတာကဒါနမေတ္တာပို့တာကဘာဝနာအမြဲတမ်းငါးပါးသီလကိုထောက်တည်တာကသီလမှုဖြိုးဖြိုးရွာသွန်းနေတယ်ဆိုတာမိမိတို့မျက်မြင်မိမိတို့လက်တွေ့ဒါကြောင့်လည်းပဲကတ်သုံးပါးကင်းဝေးလွတ်မြောက်တယ်ဆိုတာမိမိတို့ကိုယ်တိုင်သိပြီးဖြစ်ပါလေအဲ့ဒီလိုသိပြီးဖြစ်တဲ့အတိုင်းမိမိတို့ကျင့်သုံးနေကြမေတ္တာဘာဝနာတရားတနည်းအားဖြင့်မေတ္တာပြမစိုးတရားယခုအယက်မျက်နှာအလိုက်ဆယ်မျက်နှာချပြီးတော့မေတ္တာဘာဝနာတရားကိုပွားများကြရအောင်ဒါဟာတရားကိုကိုယ်တိုင်ကျင့်သုံးပြီးတော့နာတဲ့နည်းပါသက္ကုံတရေမြတ်စွာကိုချထားမိမိတို့ဆိုတဲ့မေတ္တာကိုစကားထဲမှာစိတ်ကိုရှုဆိုင်ထား၍အားလုံးလိုက်ပြီးဆိုကြပါမေတ္တာပွားရအောင်အရှိအယမျက်နှာ၌အနန္တသတ္တဝါအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒုက္ခခတ်သိငြိမ်းကြပါစေရှင်ရဲ့ခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အယက်၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေယောသခတ်သိငြိမ်းကြပါစေ
ရှင်ရဲ့ခံသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တသတ္တဝါတို့ဝိယံခသိငြိမ်းကြပါစေဒုသခသိငြိမ်းကြပါစေရှင်ရဲ့ခသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသော
စေจဝလာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒုက္ခခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်။တနည်းကပဋိသင်္ခိတာမဲ့ပါဠိတော်မှာလာတဲ့ဓိတာပရဏမေတ္တာလို့ခေါ်တဲ့အယတ်ရေမျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်။တနည်းကမေတ္တာသို့ပရိက္ခမှာလာတဲ့မေတ္တာဘာဝနာ7 နည်းဖြစ်ပါတယ်မေတ္တာပွားပုံကိုပေးပါဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရလို့ခဏကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတယ်ဉာဏ်နဲ့ကြည့်ရင်မြင်ရတယ်မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမီးကမရဲမီအဲ့ဒီမှာသင်္ကစားသတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိတယ်လောဘကိနေဝိနိတာယဒေါသကိနေဝိဝတ္တရေဒေါသကိနေဝိနိတာယမောဟကိနေဝိဝတ္တရေမောဟကိနေဝိနိတာယနရကကိဝိဝတ္တရေနရကကိဝိဝတ္တန္တာနရသူဒုက္ခရေမင်္ဂလာတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အဂိတုတ်ကိုနှီးပြီးတော့ရေးခြင်းဖြစ်ပါတဲ့လောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်မောဟမီးတောက်တော့ငရဲမီးတွေတောက်ကုန်တယ်ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါပြင်ကောင်းပြီမိကိုငြိမ်းစေနိုင်တဲ့ရေရှိတယ်အခုပြောတဲ့လောဘမိဒေါသမမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ခိတာမဲ့ပါဠိတော်မှာလာတဲ့အယတ်ရှေမျက်နှာတမျက်နှာလည်းမေတ္တာ၄ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာသုတ်ပရိမှာလာတဲ့မေတ္တာဘာဝနာ7 မျိုး2 မျိုးတောင်ရှိပါလေမေတ္တာရေစဉ်ရှိ2 မျိုးပြောကြတော့
ဤတော်ပฏิသံပိဓာမဲ့ပါဠိတော်မှာလာတဲ့မေတ္တာဘာဝနာပွားပုံကဘုန်းကြီးတို့ဒီအရက်ဆွေမျက်နာကိုရှားကရေတွက်ပုံကတစ်မျိုးရှားကအရှိအနောက်မြောက်တောင်တခါဖြည့်တောင်အနောက်မြောက်အရှိမြောက်အနောက်တောင်အောက်အထက်အဲ့ဒီလိုသူနည်းနဲ့တူယူအရက်လေးမျက်နှာအထောက်အရက်လေးမျက်နှာတလို့ဆိုပြီးတော့အောက်အထက်အရက်တွေကလူတွေမှတ်ဖို့လွယ်တဲ့နေ့ကအရှိအရက်အရှိတောင်အရက်တောင်အရက်အနောက်တောင်အရက်အနောက်မြောက်အရက်မြောက်အရက်အရှိမြောက်အရက်အဲ့ဒီလိုမှတ်ရင်လည်းပဲအရက်တွေကနေရပြီးပါဤတော့ဥပမာအရှိအရက်ဆိုပါဆိုရင်ကုရတိမာယဒေသာယတပ်ပိတတ္တာအဝေရာဟွန်တုအပြာပိစ္ဆာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနာပရိဟရတုသူလေးချက်ဟာမေတ္တာဘာဝနာပြအရက်တစ်မျက်နှာအတွက်မေတ္တာ၄ပါးပွားတတ်ရင်ကျန်တဲ့အရက်ကိုးမျက်နှာအတွက်အကုန်လုံးမေတ္တာပွားတတ်သွားတယ်အဲ့ဒီမှာအရှိအရက်၌ရှိသောအနန္တစေကြဝဠာအနန္တတတ္တဝါလို့မေတ္တာကအပမညာကမ္မထံခေါ်ပါတယ်တတ္တဝါအပိအချမထားရတတ္တဝါမနိုင်ရှင်နိုင်လောက်အောင်များတဲ့အနန္တတတ္တဝါအဲ့ဒီလိုစေကြဝဠာလည်းပဲအရှိဘက်ကအနန္တစေကြဝဠာစေကြဝဠာအနန္တမှာရှိရတဲ့အနန္တတတ္တဝါတွေအာယုံပြုတ်ပြီးတော့အဝိရာဝန္တုဆိုတာကဘေးရန်ခတ်သိငြိမ်းကြပါစေတယောက်တယောက်ရံပြုတ်လို့တဲ့စေတနာဘုန်းကြီးတို့ရှားအခုဝေရစေတနာလို့ခေါ်တယ်အဲ့ဒီဝေရစေတနာရံပြုတ်လို့တဲ့စေတနာဖြစ်ရင်ဒေါသတွေဖြစ်လာတယ်ဒေါသတွေဖြစ်လာရင်ကိုယ်စိတ်ဆင်းရဲတယ်အဲ့ဒီကိုယ်စိတ်ဆင်းရဲရင်နှလုံးစိတ်ဝမ်းမအေးချမ်းတော့ဘူးနှလုံးစိတ်ဝမ်းပူပန်အဲ့ဒါကြောင့်ဒီလေးခုကိုတတ်ပြီးတော့အဝိရာဝန္တုကြည့်ပြီးတော့ဘေးရန်ခတ်သိငြိမ်းကြပါစေအပြာပိစ္ဆာဝန္တုကြည့်ပြီးတော့ဒေါသခတ်သိငြိမ်းကြပါစေအနိကာဝန္တုကိုကြည့်ပြီးတော့ရှင်ရန်ခတ်သိငြိမ်းကြပါစေဒုက္ခိအတ္တနာပရိဟရတုကြည့်ပြီးတော့ကိုယ်စိတ်နှလုံးစိတ်ဝမ်းအေးချမ်းရပါစေလို့ဆိုရင်ဗမာနည်းနဲ့ဗမာပွားရင်အနဲ့အတိတ်ပဲမချင်းစရာမရှိဘူးမျက်စိကိုမိတ်ထားဘုံဘုံစက်ကုံတရေကိုချထားပြီးတော့ပွားကြည့်ရအောင်ဘုန်းကြီးတို့ရှားတဲ့ကလာတဲ့အရက်အသွားနဲ့တူယူအရက်လေးမျက်နှာအထောက်အရက်လေးမျက်နှာအောက်အရက်လေးမျက်နှာအထက်အရက်အောက်အရက်အထက်အရက်အားလုံးအရက်10မျက်နှာမေတ္တာဘာဝနာပွားရအောင်ဒကာကြီးတွေဒကာမကြီးတွေဆက်ခုံးတွေမျက်လွှာချပြီးတော့ဟောဒီဒိတာဖရဏမေတ္တာကိုအရင်ပွားကြရအောင်မြတ်လိုက်ဆိုကြအရှိအရ၌ရှိသောအနန္တစေကြဝဠာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တစေကြဝဠာအနန္တတတ္တဝါတို့ဘေ
သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအရှိမြောက်တောင်အရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစေကြဝဠာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစေကြဝဠာအပေဘုံသာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစေကြဝဠာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိ
စေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောတာပฏิသံပိဒာမေပါဠိတော်ကလာတဲ့ဒီနာဗရဏမေတ္တာလို့ခေါ်တဲ့အယတ်ရှင်မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်ရှင်မျက်နှာထားပုံကခုပြောသလိုပဲစာထဲကထားတာကအရှိအနောက်မြောက်တောင်ဒီအရှင်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒါလိုရှင်းပါမိမိတို့လွယ်လွယ်ရှင်းရင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိအဲ့ဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်ရှင်အတိုင်းယခုလိုမေတ္တာပွားမယ်ဆိုလည်းပဲပွားရပါကောင်းယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဤအတိုင်းမှာဆိုရအတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့နည်းနည်းထက်ဝန်းကျင်အနန္တစေကြဝဠာလို့ထက်ဝန်းကျင်ကလေးထက်ရဘာဖြစ်လို့လဲဆိုတော့အဲ့ဒီထက်ဝန်းကျင်မထက်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ထိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တည်းတိုက်ပြီးတိုက်အောက်မှာပေါ့ဒီစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိတယ်အောက်မှာစေကြဝဠာတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တယ်အနန္တရှိတယ်အဲ့ဒါဒီအာယုံရောက်အောင်လို့အောက်တရား၌ရှိသောနောက်နာကချက်ဝန်းကျင်ဆိုတာဘေးပတ်လေလို့ဆိုလို့ရတယ်အနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့တလို့ကိုယ်ရတော့ဆိုတော့ဘုန်းနဲ့ကအရရှင်းမြတ်တာပြောတော့ကအပေပုံသားတွေစိတ်ကအာယုံမရောက်ကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်တရားကပွားရထို့အတူပဲအရရှင်းမြတ်တာပွားတော့မှအထက်ကနတ်တွေဓမ္မကြီးမပါဘူးအာယုံထဲမှာမရောက်မိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေဓမ္မတွေရောက်မြတ်တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်တာဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တည်ရှင်ငယ်အနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တစေကြဝဠာအနန္တနတ်မြတ်မာတို့ဒါလေးပဲထူတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်
န်းကြီးကနေ့ဟောပေးမှာမေတ္တာဘာဝနာပွားများဖို့ဟောပေးပါမယ်ဘုရားဘာသာသူတော်စင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုံးပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုံးပရိတ်ဆိုတာကမေတ္တာဘာဝနာ7 နည်းပွားတဲ့သုတ်မေတ္တာသုံးပရိတ်ကြတော့မေတ္တာဘာဝနာ7 နည်းပွားတာကရှေးဥစွာဒုက္ခိနောဝခေမီနောဘဝန္တုသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာသဗ္ဗတတ္တာခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တာစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမီနောဘေးရန်ဝိပအေးမြရကုန်သည်ဝန္တုဘဝန္တုဖြစ်ကြပါစေသတ္တဝါတွေကိုတခွန်းတည်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့စာအခေါ်သဗ္ဗသင်္ဃာကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာကမေတ္တာပို့ခြင်းရင်အားလုံးသတ္တဝါတွေစက္ကုံတရေမြတ်စွာချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးသတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာကမေတ္တာဒါကတနည်း၎င်းနောက်ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝနဝသေတာအားလုံးကြားရတယ်အားလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေရှိပါဏဗုဒ္ဓတိတသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်လာမှသူရဲ့အဖြတ်တကရှိပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘရဝနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုကြပါစို့ဟင်းတစ်မျိုးတည်းစားနေရတော့အာယုံကစိတ်မကျေနပ်ဘူး2 မျိုးလောက်အာယုံပြောင်းကျင်တယ်လို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါနှစ်ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တသဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်သက္ကရာကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကြောက်တတ်မကြောက်တတ်နေရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒီလိုပွားရပါတန်ခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အဦထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြင်အပ်တဲ့တတ္တဝါဒီအဆောက်အဦရဲ့ပြင်ဘက်ကအရက်10 မျက်နှာရှိတဲ့တတ္တဝါတွေဟာမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်တရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူရေဝတန်တိအဝိဒူရေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါ2 မျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အဦပြင်ဘက်ကအရက်10 မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အဦအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုတ်ပြီးတော့ဝေးနေနီးနေနှထွေများစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝတ္တမဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေတံပဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥထုရှင်သောတာပန်သဂရကအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုခြံနှပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်တခါတတ္တဝါကိုနှပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲဒီမှာဘုန်းကြီးတို့သတ္တဝါထာဝရဝနဝတိလာဒီကဝယေဝမဟန္တာမစ္စည်းမရတ္တကအနုကထူလာဒီပါဠိဂါထာထက်ဝက်မှာဘုန်းကြီးတို့သတ္တဝါ၃ပုံ၃ခုရအောင်ဉာဏ်ဖြန့်ရဒီကဝါရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့သတ္တဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့သတ္တဝါမစ္စည်းမမရှိမတူအလေအလတ်အတ္တဘောရှိတဲ့သတ္တဝါလို့ရှည်တဲ့သတ္တဝါဆိုတော့မွေတို့ငကားတို့တူတဲ့သတ္တဝါဆိုတော့လက်တို့မရှိမတူဆိုတော့ဒီကြားကသတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှည်တူအလတ်သုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့သတ္တဝါရာဟုအသူရိန်ကြီးတို့ခန္ဓာကိုယ်ကြီးမားတဲ့သတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့သတ္တဝါတွေမစ္စည်းမှာအဲ့ဒီမကြီးမငယ်အလေအလတ်သတ္တဝါတွေသုံးခုထပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေတခါနောင်နာကမစ္စည်းမှာရတ္တကအနုကထူလာထူတဲ့ဖြိုးတဲ့ဝတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့သတ္တဝါအနုကကျုံနဲ့လီတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့သတ္တဝါမစ္စည်းမှာမဆူမကြုံအလေအလတ်အတ္တဘောရှိတဲ့သတ္တဝါလူပဲသုံးမျိုးတော့ဝတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲဒီမှာဆူကြုံအလတ်သုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲလိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်သားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်သားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ရှင်ရဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပဏိနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်ညေထကတ္ထရှိနံကံရှိဗျာရောတနာပတိကသင်ညလင်ညမင်ညတဒုက္ခမေရှိယဘဒဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လီလှိပြနေလို့အလိမ့်မပေါ်ခင်ဆက်ဆံရေးအရှင်ပြေတော်လည်းပဲအလိမ့်ပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလက်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေဒီလိုပွားရတက္ကနာတိမင်ညေထကတ္ထရှိနံကံရှိဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းပါတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအရှင်ပြေဤအထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲ
ရှင်ရဲ့ဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောတနာပฏิကပညာနိညမညတဒုက္ခမေရှိယတတိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ရှင်းရတာကိုအလိုရှိဒီတော်တို့မလိုပါဘူးကိုတော့ဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတို့သမီးတော်မူလို့ဒီစိတ်တွေမရှိတာတော့ကဘာကြီးတစ်ခုလုံးကြည့်ရင်ဗုဒ္ဓဘာသာကလွဲရင်ဗျာတော်အဖြစ်တစ်ဖက်သားရှင်းရတာကိုအလိုရှိတယ်ကိုယ်သာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလူချင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလို့တဲ့မေတ္တာ၃ပါးလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတနည်းတနည်းကိုနှစ်ခေါက်လက်တွေ့ပွားကြည့်ရအောင်ဗျာသက္ကုံတရေမြတ်စွာဘုရားအားလုံးလိုက်ဆိုကြရဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေကြောက်တတ်မကြောက်တတ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေကြောက်တတ်မကြောက်တတ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေဘဝဇတ်ဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးရိပ်အေးကြပါစေဘဝဇတ်ဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေက
ကင်းရှင်ဝေးရိပ်အေးကြပါစေရှိတုအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းရှင်ဝေးရိပ်အေးကြပါစေရှိတုအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းရှင်ဝေးရိပ်အေးကြပါစေဤငယ်အလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းရှင်ဝေးရိပ်အေးကြပါစေဤငယ်အလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းရှင်ဝေးရိပ်အေးကြပါစေထူးကျုံအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းရှင်ဝေးရိပ်အေးကြပါစေထူးကျုံအလားသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းရှင်ဝေးရိပ်အေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေရှင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောတာမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7 နည်းတနည်းကို2 ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမမိမောဟမိငရဲမိတရိစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သက်နိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေတိဟူသောမိ4 ပါးကိုငြိမ့်သက်၍ငြိမ့်အေဒုက္ခသငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ထူမွန်ကောင်းလဲတောင်း၏အားလုံးလည်းပဲထူတောင်းရအောင်ဘုန်းကြီးရှိကထူတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောကရုဓမ္မနိစ္စသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြည်နိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းတို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တန်အပ်သောမဉ္ဇဉ်4 ရပ်တို့ဖြင့်အရဟတภูပကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်သတည်းအရဟတภูပနိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပ
ရိနိဗ္ဗာနသုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှပြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တဖန်အသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒနိရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီဆံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီဆံရသဖြင့်ကာမဝဋ်ကိလေသာဝဋ်ဝိပါကဝဋ်တည်းဟုသောဝဋ်ဒုက္ခခန္တိသန္တရာမိတော့မိလျံကြီးအပြည့်တိုင်ငြိမ်းကြပါစေကုန်သတည်း